ဘာလို့စိတ်ညစ်နေရလဲ GMPD အောင်လည်းမဟုတ်ဘူးလား အောင်လာတော့အောင်လာကိုတငယ်ချင်းရဲ့ဒါမှငါနောက်တစ်ပတ်နေအင်တာဗျူးဖြေဖို့ရှိတယ်ဂျပန်လိုဘယ်လိုပြောရမလဲတော့မသိဘူး ။အော်အဲ့ဒါကြောင့်မင်းစိတ်ညစ်နေတာကိုမင်းစကူရာဂျပန်နာတင်တန်းကြောင်းခိုင်းဝကလပ်ကြောင့်မသိသေးဘူးထင်တယ်နော် ဟမ်မသိသေးဘူးဘယ်ဟာတော့ငါ့ကိုတစ်ချက်လောက်ပြောပါဦး ။ပြန်မယ်နော်။ဒီမှာသူတို့ခိုင်းဝကလပ်တင်တန်းကြောင်းနေတင်ထားရရရှိတယ်။ GMPD 12လပိုင်းရလဒ်တွေထွက်လာလို့အောင်စင်းထွက်ထားတဲ့ចောင်းသားចောင်းသူများအားလုံးကိုကျွန်တော်တို့စာကူရာဂျပန်နာတင်တန်းကျောင်းမှာဂုဏ်ယူပါတယ်ရှင်။ဆောင်းမွေးအာရုံနဲ့မလုံလောက်သေးပါဘူးနော်။ဂျပန်နိုင်ငံတို့အမှန်တကယ်တာယာလောက်ကန်ဖို့ဆိုရင်အင်တာဗျူးလူတွေစီစဉ်ခြင်းကတော့အဓိကဆုံးဖြတ်ပါပဲရှင်။အင်တာဗျူးမေးတာကိုနားမလည်မှစိုးရိမ်နေတာလား။ကိုဘကတင်ပြောချင်တာကိုစကားလုံးမထွက်ပဲဖြစ်နေတာလား။ဒါဆိုရင်ဒီခက်ခဲတွေကိုဖြေရှင်းဖို့ကျွန်တော်တို့ဒီစာကူရာဂျပန်နာတင်တန်းကျောင်းရဲ့ခိုင်ဝကလပ်မှာလာရောက်တက်လို့ရပါပြီရှင်။ဘာရီတင်ကြားပေးမှလဲဆိုတော့အင်တာဗျူးအတွက်အမေအဖေလေ့ကျင့်ခန်းများဂျပန်လုပ်ငန်းသုံးစကားပြောနဲ့အပြုအမူများနဲ့မိမိကိုယ်ကိုယုံကြည်မှုရှိရှိမိတ်ဆက်နိုင်ရလေ့ကျင့်မိခြင်းနေစသဖြင့်အနာဂတ်အိမ်မက်တွေလက်တကမ်းအလုံးမှာအင်တာဗျူးကြောင့်စိတ်မြင့်ရလေအောင်အခုပဲစာကူရောင်မှာခိုင်းဝတန်းနေတာတက်လို့ရပါပြီနော်